ဆေးလိုမော့တော်သွားတဲ့မိန်းမအတွက် profile picture ကိုလူသုံးလို့ချိန်ထားတယ်မမောနေတယ်တခါမှမမောဘူးသူတယောက်တော့မမောနေတယ်အိမ်ပြန်လန်းနေရလဲတပ်ပြင်းနေနဲ့ငါ့ကိုမှုတ်တယ်ဥသာဝါဒကိုသုံးပြီးပါဏာတိပါဒကကျူးလွန်လို့ရတာသိလာတယ်အမြင်အာရုံရဲ့ပြတ်ရှမှုခံစားမိမလဲ့ပြန်ခဲ့ပြီအရက်ပလင်းကိုဖွင့်တယ်ဖုန်းကိုကောက်ကင်လိုက်တယ်လက်တွေရတော့တုံကြီးအားပြော့နေတယ်ပြီးတော့အရက်တစ်ခွက်ငယ်တယ်ခြေလေးတစ်လက်မင်းနေတယ်ဂလာရီထဲကိုဝင်လိုက်တယ်အဲ့ဒီမှာမျက်ရည်စဝဲပြီမင်းတပ်ပုံနဲ့ထည့်ထားတဲ့ Evan ကိုဖွင့်လိုက်တော့2016 Christmas ဟာငါ့ကိုလက်ညှိုးထိုးပြီးရည်တော့တာပဲပုံတစ်ပုံကငါစကြည့်တယ်နောက်တော့ဘယ်တော့မှထပ်မတွေ့ရတော့ပဲအရင်ကြီးဆုံးတစ်ယောက်ကိုကြည့်တယ်လို့မျိုးကြည့်တယ်ပြီးတော့ဒီကြပြာကိုစရေးလိုက်တယ်ကြပြာဒီနေရာကိုရောက်တော့ငှက်ထားတဲ့အရက်ကိုတောက်လိုက်တယ်တော့ကျိုးနေပြီဖြစ်တဲ့ဆေးလေးကိုရှိုက်လိုက်ပြီးခုနကကြည့်နေတဲ့ဓာတ်ပုံကိုဒလီလိုက်တယ်အဲ့အချိန်မှာပဲ Messenger ကနေမင်းမစစ်ဝင်လာပါရဲ့ငါငိုပြီလေနောက်တစ်ပုံထပ်ဖွင့်ပထမဆုံးအတူတွဲရိုက်ဖူးတဲ့ပုံထဲကနေ6လလောက်မရိပ်မိခဲ့တဲ့ပရေဒီတစ်ခုအပြေထွက်လာငါပခုံးကခိတ္တစားထိုးထားတဲ့အငားပါလားဝတ်တက်လာတဲ့မျက်ရည်ကိုခတ်ထုတ်မျက်လုံးကိုဖိမိတ်ရင်ဒလီကိုနှိပ်လိုက်တယ်အဲ့ဒီမှာနောက်တစ်ခွက်ဆဲလေးကကုံသွားပြီဆိုတော့နောက်တစ်လိမ့်ကြီးရင်ဒီကြပြာကိုဆက်ရေးပြီဒီနေရာကိုရောက်တော့နောက်တစ်ပုံကိုထပ်ဖွင့်ပေါ်စားနေတဲ့မင်းကလေးတစ်ယောက်ရဲ့အရက်မမီတဲ့သူတစ်ယောက်ကိုချက်တော့ခုပေးထားတဲ့အမျိုးသားတစ်ယောက်ရဲ့ပျော့ရွှင်စွာပေါ်လာအဲ့ဒီပုံကစပြီးငါမပျော့ရွှင်စွာငိုရတော့တာပဲဒလီနောက်တစ်ခွက်ငယ်ဆက်လက်အောမလို့တပုံချင်းစိတ်မြင့်နေပြေကြည့်တယ်အဝါကြည့်တယ်အမုန်းကြည့်တယ်တပုံချင်းအေးဆေးထိုင်ဒလီတယ်တကယ်အေးဆေးပဲချွေးတွေရွှဲတာလွယ်လို့ကို့အသားကိုပြန်ပြီးတစ်ချက်ချင်းထိုင်မွန်းနေရသလိုနားလာတယ်သေမလို့နာကျင်လာတယ်ဒါပေမဲ့မသေဘူးဟာဒါလောကန်နေရငရဲအစ်စ်ဖီးပဲအသက်ဝအောင်တစ်ချက်ရှူတယ်မြစ်တောင်ခပ်ပြင်းပြင်းတစ်ချက်ခတ်တယ်တစ်ခွက်ကောက်မောလိုက်တယ်ကဲနောက်တစ်ပုံခေါင်းထဲမှာစဝေးလာပြီလက်တွေပိုးတုံလာတယ်ထင်တာထက်ပိုမောလာပြီအာတင်ပြီးနောက်တစ်ပုံကိုဖွင့်လိုက်တော့ရဲအကြီးတစ်ခုရဲ့ပြုံးနေတဲ့သူနှစ်ယောက်ရဲ့ညနေခင်းတစ်ခုရဲ့ထွက်လာပြောမှုတဲ့စကားတွေနားထဲပြန်ဝင်လာခေါင်းကိုခါထုတ်ပြီးချိန်ထားတဲ့ပြစ်မှတ်စီမောင်းဖြုတ်ချလိုက်တယ်ဒလီမကပြားစီပြန်ရောက်လာတယ်ပုံမကျသွားတဲ့မျက်ရည်စက်တွေကိုဝတ်ထားတဲ့အင်ကြီးလက်နဲ့ပုတ်တုပ်ပစ်လိုက်တယ်အေးဆေးပဲမျက်ရည်ကတော့ပြောင်းသွားပြီးအင်ကြီးကချွေးတော့ပြေးသွားတယ်အထက်နံအဲကုန်းကိုထက်မြင်ပြီးကိုယ်စီတက်တက်ချိန်လိုက်တယ်နောက်တစ်ပုံစီဆက်ဒီကထွက်လာတာဗီဒီယိုဖိုင်ပဲဘာဖိုင်ပါလဲဖွင့်လိုက်တယ်ဟာငါမသွားပြီအဖွင့်မဲ့ဖြက်ပစ်ခဲ့တင်တာခေါင်းပေါ်မှာအသေးလေးတွေဝဲနေတဲ့အဖက်နဲ့ရင်ဘက်ကိုလက်နဲ့ပုတ်ပြပြီးအသက်မပါပဲချစ်တယ်ပြောနေတဲ့ရှက်အင်းကြီးအသားရောင်နဲ့ကောင်းပါလိမ့်မယ်ငါငိုပြီလေပြတ်ထိန်နေမရဘူးမျက်ရည်ကခေါင်းမှာမှအသက်30ကြာမှတိတယ်အရက်ကြီးမမြတခွန်းခဲ့ပြီးမောလိုက်တယ်ဦးစင်းသွားမယ်အစားအေးကနေဖြစ်သွားတယ်တွင်းအပူကြီးတော်တော်များနေပြီလို့တွေးလိုက်တယ်ငါ့ကိုကြည့်နေတဲ့အကြည့်ကို pause လုပ်ပြီးအချိန်တော်တော်ကြာအောင်ကြည့်တယ်တေချာမမြင်ရဘူးဝါနေတယ်မျက်ရည်မျက်လုံးနဲ့ရုပ်တရက်ဒလန်ဆက်ဝင်လာတယ်ငါမြင်ခဲ့တဲ့ပုံရိပ်တွေသူ့ကိုဆောင်ရမုန်းတာပါလို့မင်းကိုယ်တိုင်ပြောခဲ့တဲ့ငါ့ကိုလိန်ခဲ့တဲ့အဲ့ဒီကောင်ကိုပဲမင်းကြည့်နေတဲ့မင်းရဲ့မျက်ဝန်းရီဝေအဲ့နေရာမှာငါ3မိနစ်သေးတယ်ဒလီအကြောက်တရားလက်ဖွားပေါ်တွားတက်လာနောက်တစ်ပုံဖွင့်ဖို့လက်ဟာမြေမြုံမိုင်းပေါ်နင်းမိနေတဲ့ခြေထောက်လိုအလှရှားမရှိအရွေ့တုံရအဲ့ဒီအချိန်အရာအလုံးဟာအငြိမ်အကြည့်ကိုမျက်နှာချက်စီထိမတင်ပြီးတပ်ပြင်းကိုခြေသေးပေါ်ပြီးပြစ်ချလိုက်တယ်နောက်တစ်ပုံပန်းနူရောင်မျိုးသမီးလေးဟာမိခိုးရောင်မျိုးသားတစ်ယောက်ရဲ့ပကုံးကိုတိုင်းဖက်လို့မိခိုးရောင်ကောင်လေးဟာပန်းနူရောင်ကောင်မလေးရဲ့ခါကိုပြန်ဖက်လို့ငရဲပြီကိုအရှင်လက်လက်သွားတဲ့ရထားလက်မှတ်ကိုအဲ့ဓာတ်ပုံမှာငါသွားတွေ့တာပဲအဲ့ဒီခါကိုပဲဟိုကောင်မချီနေတဲ့စင်းဟာအတွဲပိတ်ကားပေါ်မှာနောက်ကျောင်းပြန်တယ်လို့ပေါ်လာအချင်းချင်းစုံပြီးအပြိုင်ပြုံးနေတဲ့ဇက်ဝင်ကန်းကိုရောက်တော့ဗီလေယာလေကားပေါ်မှာမတ်တက်မေလို့ငါပြန်ဆင်းသိပြီလို့သိသွားတယ်အဲ့ဒီပုံလေးဒလီမရတော့ဘူးအရက်ကိုအပြစ်ဖြတ်လိုက်တယ်စစ်လေးကိုထိုးချလိုက်တယ်နောက်ဆုံးရှာမီကင်ကြနေတဲ့တေဂာနီလူတယောက်ရဲ့နောက်ဆုံးဆန္ဒကိုလိုက်ရောသလိုငါနာကျင်မှုရဲ့တောင်းဆိုခြင်းကိုလက်ခံလိုက်တယ်အဲ့ဒီ delete ever confirm ကြပြားစီငါပြန်လာခဲ့တယ်အချိန်ဆိုတဲ့ကဘာအစ်စ်ထဲမှာသူ့စပိန်တွေကိုပြီးပြီးရင်တိတ်ချစ်တာပဲဆိုတဲ့စကားကိုအဲ့ရဝင်အဲ့ရထားပြောချင်ခဲ့ဘူးလေနှစ်ယောက်စလုံးကြကွဲခဲ့ဘူးတဲ့မနှက်ပြန်အဟောင်းတွေကိုတယောက်အပြုံးနဲ့တယောက်ပြန်ဆက်ချင်ဘူးလေမ
morning call ဆိုတဲ့စကားကိုငါဒါအသက်လုံးအပိုင်ရမယ်မနက်ခင်း radio အစီအစဉ်လေးပဲလို့ထင်ခဲ့ဘူးတယ်။ဘောမှာအကျွမ်းကျင်သောဘာသာရပ်နှစ်ခုရှိတယ်။စွန့်လွတ်တာရဲ့အရက်တောက်တာရဲ့နောက်ဆက်တွဲ skill နှစ်ခုလည်းရှိတယ်။ဘလောက်မှမရုံမပြတ်တာရဲ့ဘလောက်နာနာပျော်ဟန်ဆောင်တာရဲ့ဒီအချိန်မှာအရက်ပလင်းကတည်သွားခဲ့ပြီ။နောက်တစ်လုံးပေါ်အေးစေးချွေးတွေကတော့ရွှဲနေလို့ပဲ။တောက်ရမယ်။မနေ့ပြန်ဆိုတာမရှိတော့တဲ့လို့ကိုငါတောက်မှဖြစ်မယ်။ငါမြင်နေရတဲ့အခြားသူတွေကိုမကြည့်နေတဲ့မင်းအကြည့်တွေပျောက်သွားတဲ့အထိတောက်မှဖြစ်မယ်။ဖနှက်ကြိုးလေးတွေကိုရောချီပေးလိုက်တဲ့သစ္စာတရားကိုပြန်တွေးတဲ့အထိတောက်မှဖြစ်မယ်။ပြီးရင်ရာဟုချိုးပေါ်ကိုအိမ်မက်နဲ့မဆိတ်ပို့မယ်။တူငါ့ကိုအိတ်ဆေးလို့မော့တောက်သွားတဲ့မိန်းမမင်းကိုတစ်သက်လုံးချစ်သွားမယ်။ဒါပေမဲ့တရက်လေးတော့ပြန်မလာတော့ဆန်အားလုံးကိုဆုံရှုံသွားခဲ့ရတာသေချာပြီဆိုမှဓာတ်ထစီကိုဖုံးဆက်မယ်ဟယ်လိုဓာတ်ထလားဟုတ်ပါတယ်အရိယာချင်းတော့မပိုင်တော့ဘူးကွာဒါပါပဲညငါ့ကိုကွန်ပျူတာ10မိနစ်တိတိငြိမ်သက်လို့ထီလဲတစ်စီအိမ်ရှိရဖြတ်သွားတယ်အချင်းတန်ရင်ချင်းမှုကိုမသိဘူးဘယ်နဲ့မချွတ်ပဲငါရင်မထဲထိဝင်လာတယ်အတန်ဟာကြီးစံလို့မထင်ပါဘူးဆိုတယ်အဲ့နေရာမှာပဲငါလည်းအရှင်လက်လက်ကြကွဲတော့တာပဲနောက်ကိုဖိပိတ်ပြီး Facebook icon ကိုနှိပ်ရင်ငါ profile picture ကိုလိုသုံးလို့ချိန်လိုက်ပါတယ်